bad object adverb စာရကြောင်းမှာ object နဲ့ adverb ပါအောင်ရေးချင်ရင်နော် object ကို verb နောက်မှာထားရပြီးတော့ adverb ကိုတော့ object ရဲ့နောက်မှာထားရပါတယ် object ရဲ့အဓိပ္ပာယ်ကတော့ကံအပြုခံရသူပါစာကြောင်းတွေမှာကိုယ်အုပ်စုတွေသို့မဟုတ်ဘတ်ရဲ့အဓိကလှုပ်ဆောင်ခြင်းခံရမယ့်အရာတွေကို object လို့ခေါ်ပါတယ်ဥပမာစပိန်တစ်စီးကိုဂရုမစိုက်စွာစီးသည်စပိန်တစ်စီးကစီးခြင်းခံရမယ့်အရာဖြစ်တဲ့အတွက်ကြောင့်မို့လို့ object ပါ bad object adverb ဖြစ်တဲ့အတွက်ကြောင့်မို့လို့အစဉ်လိုက်လေးရေးလိုက်ရုံပါပဲစပိန်တစ်စီးကိုဂရုမစိုက်စွာစီးသည်စီးသည်က bad ဒါကြောင့်မို့ right စပိန်တစ်စီးက object ဒါကြောင့်မို့ a bicycle ဂရုမစိုက်စွာ adverb ဒါကြောင့်မို့ carelessly ride a bicycle carelessly စာအုပ်တုပ်ကိုပြင်းစွာဖတ်သည်ဖတ်သည်က bad ဒါကြောင့် read စာအုပ်တုပ်က object ဒါကြောင့် a book ပြင်းစွာက adverb ဒါကြောင့် lazily read a book lazily ကားတစ်စီးကိုပျော်ရွှင်စွာမောင်းသည်မောင်းသည်က bad ဒါကြောင့် drive ကားတစ်စီးက object ဒါကြောင့်မို့ a car ပျော်ရွှင်စွာက adverb ဒါကြောင့်မို့ happily drive a car happily ကိန်းမုတ်တစ်လုံးကိုနှေးကွေးစွာပြုလုပ်သည်က bad ဒါကြောင့် make ကိန်းမုတ်တစ်လုံးက object ဒါကြောင့် a cake နှေးကွေးစွာက adverb ဒါကြောင့် slowly make a cake slowly